ဒီနေ့မှာတော့အုံတို့ကြောက်ကြော်လေးလောက်စားသွားမှာဖြစ်တယ်နော်ရေအရင်ဆုံးရေရယ်ပြီးတဲ့အခါကျတော့ဒီတယ်လီဖုန်းကြောက်ကြော်တစ်စိတ်ရယ်နောက်ပြီးတော့အုံတို့900 ml ရယ်တကြားရယ်စားအနှဲငယ်ရယ်ပဲလိုပါတယ်နော်ဒီရန်ကုန်မှာလွယ်ကူပါတယ်ပထမဆုံးမိုးတို့ရေဒီထဲမှာဆိုရင်မိုးက1500လီတာတောင်သုံးလိုက်တယ်ပေါ့နော်အဲ့တော့အာကားကြောက်ကြော်လေးကမိုးကဒီမှာ3ဆုံး3ခဲတယ်ပြီးတဲ့အခါကျရင်သူ့ကိုအရင်ဦးဆုံးရေထဲကိုပျော်ဝင်သွားအောင်9မိနစ်လောက်ပေါ့နော်မိုးတို့မှွေပြီးသွားတာနဲ့9မိနစ်လောက်ခဏစိမ်ထားပေးမယ်နော်9မိနစ်လောက်ကိုကတေချာလေးပေါ့နော်ဒီမှာဒီကြောက်ကြော်လေးတွေအမှုတ်လေးတွေပျော်သွားပြီဆိုလို့ရှိရင်နောက်ပြီးမှမိုးတို့ကတကြားကိုထည့်ပြီးတော့ထည့်ပါမယ်နော်ဒီမှာမိုးကအားလုံးတကြားကိုအားလုံး8စွန်းလောက်ထည့်ခဲ့တယ်ပေါ့နော်ပထမ6စွန်းနောက်အရှိုနဲလို့ဆိုပြီးတော့နောက်ထပ်2စွန်းထပ်ထည့်ခဲ့တယ်ပေါ့နော်အမှန်တကယ်ဆိုရေက1000လီတာလောက်ပဲသုံးလို့ရတယ်ပေါ့နော်ဒါပဲမိုးကဒီထဲမှာလက်လွန်ကျက်သွန်သွားတယ်ပေါ့နော်ရေ1000မီလီတာရဲ့အုံတို့900မီလီတာဆိုရင်တော့ရပါတယ်နော်ဒီလိုတစ်ခါတည်းကြိုခြင်းအဖြစ်မိုးတို့ဒီမှာပေါ့နော်မိုးစားလေးလည်းအနှဲငယ်ထည့်ခဲ့တယ်ပြီးလို့ရှိရင်တော့တို့အားလုံးကိုတမအောင်မှွေပေးလိုက်တယ်ပေါ့နော်မှွေပေးသွားပြီဆိုလို့ရှိရင်တော့မီးဖိုပေါ်ကိုတင်ထားမယ်မီးဖိုပေါ်မီးစဖွင့်ပြီဆိုတာနဲ့ကြောက်ကြောလေးတွေမခဲသွားအောင်ဆိုပြီးတော့မိုးတို့ကအဆက်မပြတ်စတိုက်လေးပေါ့နော်မှွေပေးမယ်အဒီခါကျတော့ကြောက်ကြောအမှုလေးတွေတဖြည်းဖြည်းနဲ့အေးပျော်သွားမယ်တကြားလေးတွေလည်းအေးပျော်လာမယ်ပေါ့နော်ဒီလိုမျိုးမှွေရေးနဲ့နည်းနည်းပွက်လာပြီဆိုတဲ့အခါကျခါမှာမိုးတို့တွေကနေပြီးတော့အုံတို့900မီလီဂရမ်ကိုထည့်ပြီးထည့်မှာဖြစ်ပါတယ်ပေါ့နော်ဒီလိုလုပ်ခြင်းအဖြစ်မိုးတို့တွေကကြောက်ကြောကိုနှစ်ထပ်လေးရစေတယ်ပေါ့နော်အလုပ်လည်းမရှုပ်ဘူးဒါပေမဲ့ဒီမှာကျတော့မိုးကရေကနည်းနည်းများသွားတယ်ပြီးတဲ့ခါကျတော့ဗာလဲတကြားကလည်းအညိုရောင်ဖြစ်တဲ့အတွက်ကြောက်ကြောကနည်းနည်းမဖြူဘဲနဲ့ပေါ့နော်နည်းနည်းညိုတဲ့ဘက်ကိုရောက်သွားတယ်အုံတို့လေးကပေါ့နော်အမှန်တကယ်ဆိုတကြားဖြူလေးသုံးမယ်ဆိုရင်တော့လှလှလေးထွက်လာတယ်ပေါ့နော်ဒီလိုမျိုးပွက်ပွက်ဆူလာတဲ့အထိဆိုရင်တော့အင်းခံပြီးရင်တော့ဒီလိုကြောက်ကြောတုံးလေးတွေစားလို့ရမယ်နော်ဒီဟာလည်းမိုးအရန်စားကောင်းပါတယ်နော်